နောက်ကတောင်ကုန်းမြို့မရဲစခန်းလက်ပြပုံပြစ်သွင်းအဲ့ဒါလေတကယ်ပြောရင်ရဲစခန်းနေဆိုတာဗျာအခုကုညီပြစီဆိုတဲ့ရဲစခန်းတွေကအခုတော်လိုင်းတပ်ဖွဲ့တွေလေ့ကျင့်ခွင့်တွေဖြစ်နေပြီအားတိုင်းတသားရေးပြင်းနေတာလက်နဲ့ဆန်းတဲ့နေရာပေါ့ကိုကဒါခုနလိုပေါ့နော်လက်ပြပုံတွေပါလေဒါတီထွင်ပြီးတော့နော်ဒီဘုံကောင်းမကောင်းဒီလက်ပြပုံကောင်းမကောင်းပြင်းအားဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုရဲစခန်းမှာတသားဆန်းပါအဲ့လိုပုံစံမျိုးနဲ့ပဲသွားပြီးတော့တီးနေရတဲ့အနေထားအဲ့လောက်ထိကိုဒီကောင်တွေအခြေအနေဆိုးနေပြီကုညီပြစီဆိုတာသူတို့အတွက်ကိုသူတို့ပြန်ပြောတာဖြစ်နေပြီဒါပေမဲ့လည်းသူတို့ချင်းချင်းကိုပြန်မကယ်နိုင်တဲ့အနေထားစစ်တပ်ကလည်းသူတို့ကိုကယ်ပေးမှာမဟုတ်ဘူးပေါ့နော်ရဲဆိုတာတကယ်တမ်းတော့အနှိမ်ခံပဲရဲဆိုတာကြည့်လိုက်သူတို့ရဲ့ကင်ဆောင်တဲ့လက်နက်ကအစသူတို့ကိုပေးထားတဲ့အဆောင်ရှောက်အဆောင်ရောင်ကအစပေါ့နော်စစ်တပ်တဲ့ဆိုင်လုံးဝတစ်စစ်နှိပ်ဆိုတဲ့ပုံစံမျိုးပဲပေးတာအဲ့ကောင်တွေအနှိမ်ခံကောင်းတယ်အဲ့လိုကောင်မျိုးတွေကပြည်သူကိုရက်ဆက်တဲ့ပုံစံမျိုးတွေနဲ့ပြုတ်မှုနေတဲ့အခါအခုဆိုရင်ဒါသူတို့ဝစ်လေတာပဲပေါ့နော်အဲ့တော့ဒါဘဲမှမထွက်ရဲမသွားရဲမလာရဲဆိုတဲ့အဆင့်တွေဖြစ်ကုန်ပြီသွားလို့လည်းမရဘူးသူတို့မှရှိတဲ့လက်နက်ကလုံးဝသူတို့ကတော့အဖေပြန်ခေါ်ရမယ်လက်နက်မျိုးတွေပေးထားတာဟုတ်